ဟိုဗျာစနေတင်းကိုရလွှဲရင်ကျန်တဲ့ရက်ကိုဟာမနေ့တစ်ချိန်ညတစ်ချိန်နှစ်ချိန်ထိုးလို့ရတယ်ဗျာ။အော်မင်းတို့နှလုံးကစနေတင်းကိုရလွှဲရင်ကျန်တဲ့ရက်တွေကိုမနေ့တစ်ချိန်ညနေတစ်ချိန်ကိုထိုးလို့ရတယ်ပေါ့။ဒါဆိုမနေ့ဘက်တော့ကြိုထိုးလို့ရလား။ကြိုထိုးလို့လည်းရတယ်။အေးကြိုထိုးလို့ရတယ်ဆိုတော့မင်းနာမည်ဘယ်လိုကျုံနာမည်လားကျုံနာမည်ကခေထူးမင်းထိုးပါလားပြောဒုက္ခပဲကွာခေထုရဲ့မင်းကအသေးငါပြောမင်းကိုထိုးတော့ဒီရက်ကွက်ထဲမှာရောင်းစားလာကြားလာနေပြီမင်းအခုမှလာရောက်လို့ငါမင်းစီထိုးလို့မရဘူးကွာကိုထိုးလို့ရောင်းတော့ငါရောင်းလို့မရဘူးလားမင်းငါနဲ့မင်းနဲ့တငယ်ချင်းချင်းနေလေထိုးမင်းငါပဲအားပေးရမှာဟဲ့အားပေးတာဟုတ်တယ်ဟိုမှာငါထိုးနေကြကွာအပတ်ရှင်းနေပါလေရတယ်ဟိုမှာငါတော့အပတ်ရှင်းနေပါလေတော့ငါနားမလဲဘူးဟဲ့မရဘူးငါရှိမှာတော့နော်မင်းအခုငါရှိမှာထိုးရင်ငါပေါက်ရင်လည်းဒဲပဲရော်တာဟဲ့ငါတော့လက်ငင်းပဲကဲမင်းထိုးကွာစကားမများနဲ့ထိုးမှာကျင်းသေးလားကျင်းသေးရကွာထိုးမယ်ကွာမျက်နှာတဲတိုင်းရောမဟုတ်ဘူးလေကွာမင်းငါပြောတာနှလုံးပြောတာလေမင်းကနောက်လို့ပြောင်းလို့မလုံးနဲ့ငါပြောမင်းကိုကိုထုံးတော့ထိုးတယ်ဆိုမင်းကိုထုံးတို့မှာထိုးမင်းဘယ်နဲ့စာပေးလို့လဲပြောငါဟိုမှာထိုးနေကြမင်းစီထိုးရင်ပြဿနာတက်မှာကိုထုံးတို့ကမင်းကွာနှလုံးကတော့ထုံးစံတိုင်းမင်းရှစ်စာပဲပေးမှာဗောငါလည်းရှစ်စာပဲပေးတာမင်းထိုးရင်တော့ငါစီပဲထိုးပေါ့ကွာမင်းကလည်းမိတ်ဆွေတငယ်ချင်းနေမပေးဘဲနဲ့လောက်ထိုးရမင်းပြဿနာတက်မှာဆိုလို့ပြောနေတာဟဲ့အောင်ငါဘာလို့ကိစ္စကဲတော်ပြီကွာထိုးဆိုထိုးမယ်ထိုးပြောငါနှစ်တစ်ထောင်မို့ဟာအမေရမ်းများသွားပြီဘာများလို့ငါးစီပါထိုးရင်တသိန်းမိုးပြအောင်ထိုးရမှာနော်တစ်ထောင်မိုးဆိုတာဟဲ့ခလေးကစားနေမဟုတ်ဘူးနဲလုံးတော့တကွက်ကိုမင်း1000တော့ထိုးဟဲ့ဟာရအောင်ဒီလိုငါ့အိမ်နေထားလဲကြည်အောင်ကွာမင်းတကွက်မင်းတသိန်းမိုးပြအောင်ထိုးဆိုမနှမ်းညဆို2သိန်းဖြစ်ပြီကွာဟဲ့အောင်မင်းစကားရမ်းများတယ်ငါမင်းအိမ်နေထားပြီလားမပြောနဲ့မင်းပေါက်ရင်လည်းအချီရအောင်ငါစေတနာနဲ့တငယ်ချင်းတွေလှုပ်ပြစကားများထိုးကွာဟဲ့ရှိသလောက်တော့ထိုးလိုက်မယ်ကွာ2သိန်းမိုး2သိန်းမိုးတော့မလှုပ်ပါနဲ့မင်းကလည်းပြောတကွက်1000မိုးဖြစ်ရင်ပြီးရောပြောဘာလဲပြောငါနှစ်1000ငါနှစ်1000ဟဲ့မအားဘူးလားကွာပြီးရောဟုတ်ပြီတော့များနေတော့များနေကဲရော8000ပြီးရောရှိလားအကုန်ပဲအဲ့ဒါရတယ်ကွာ8000လဲရတယ်ဟဲ့တသိန်းနည်းနည်းပဲလို့လားမင်းကနက်တွေငါအကုန်တင်ပြီးသွားပြီနော်ငါပေါက်ရင်မင်းအကုန်ချက်ချင်းလာရောမှာနော်လက်ငင်းရောမှာလက်ငင်းပေါက်ပါလဲရမှာမပေါက်ရင်ထမင်းငတ်တော့မယ်သွားကွာစကားများတယ်ဒီကောင်ငါတို့ကြော်နေတာဟဲ့ဟာကြော်ဘာလဲပြောနေကြော်တယ်ခွာရဟဲ့ပါဟဲ့ဒီသွားလိုက်တော့ပြဿနာမဖြစ်ချင်ပြဿနာဖြစ်ချင်လည်းရတယ်သူကပြဿနာမရှိဘူးသွားတယ်အခုပါတယ်ပေါ့ဒီပြဿနာဒီမှာတော့မပြီးသေးဘူးကိုကြီးသွားပြောလိုက်ဒီမှာနင်ထိုးတာငါတင်လိုက်ပြီနော်နောက်နေ့နင်ထိုးရင်လည်းငါရှိမှပဲထိုးရမယ်နော်အေးလေအခုလည်းနင်းစီမှာပဲငါထိုးနေတာပဲပြီးရောဘလို့ပဲထိုးငါစီထိုးဖို့ပဲလို့ပတ်ဝန်းကျင်လည်းပြောလိုက်အောင်ခေထူးနှလုံးရောင်းနေတယ်လို့နော်အေးပြောလိုက်မယ်ပြီးရောနှလုံးမထိုးဘူးအခုလေးတင်ခေထူးကနှလုံးလာရောင်းလို့ထိုးလိုက်ပြီဘာထားလဲကြော်လာတာကဲမိမဒါဒီနေ့ငါနှလုံးရောင်းလို့ရခဲ့တဲ့ပတ်စံငါမိမအိမ်စိတ်အတွက်ကောကိုလိုချင်တာလေးတွေဝယ်ဖို့အတွက်သုံးချင်အောင်သုံးဟလားအကုန်ပဲကိုခေထူဒီနှလုံးရောင်းတဲ့အလုပ်တွေမလုပ်ပါနဲ့တော့လားဘာဖြစ်လို့တော့ဟာနေရလဲအခုလည်းအကုန်စင်းပြနေတာပဲဟုတ်မာလေးကျမကြောက်တာသူ့ပိုင်နဲ့သူရောင်းရတာပြီးတော့ရှင်းရလဲဘာမှပိုင်တာလည်းမဟုတ်ဘူးတယောက်တည်းလုံနေတာအနေများရယ်နော်ဘာအနေများစရာအကြောင်းရှိလဲအပိုင်းတွေပိုင်းနားမလဲဘူးနော်ငါပြောချင်တာငါတို့ကဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်ကိုလုပ်တာနော်ယောက်ျားတွေပဲလှင်တူစားစရမ်းပဲငါဖြစ်ရင်ငါခံပဲဟာနော်နင်ဘာမှစိတ်ပူမနေနဲ့ဟုတ်ပြီလားဒါနဲ့ငါလ
လေဒီရက်ကွက်မှာလေနှလုံးရောင်းနေလေဟိုကိုနေထက်လေသူတို့ကလေအဖွဲနဲ့ရောင်းနေလို့ကြားရတယ်ရှင်သူတို့ပြောကြည့်ပါလား နင်ကတော့ခတ်တာပဲငါဘ누구သွားပြောရမှာလဲနော်ငါဘ누구မှလည်းပြောစရာအကြောင်းဘ누구မှလည်း view size စရာအကြောင်းမရှိဘူးငါဟာငါလှုပ်စားတာဟဲ့နင်ငါရှာကျွေးတော့ကောင်းမို့စားနော်ငါ့ကိုစကားလာမများနဲ့ ခတ်လိုက်တာကိုခေထုရဲ့ ဟာဒီကောင်ငါ့ကိုကြော်တာဗောငါရက်ွက်ထဲမှာနှလုံးလာရောင်းတာငါ့ကိုအကြောင်းကြားမယ်တော့လည်းမသိဘူးလား ဟုတ်တယ်ကျွန်တော်ကအဲ့ဒီကောင်အဲ့ဒီကြောင်ကျွန်တော်တုတ်ချင်တာကိုကြီးကဘာမှမသိလို့ကျွန်တော်လျှော်ပေးလိုက်တာလုံးဝကျွန်တော်အဲ့မှာပြတ်တုတ်လိုက်ပြီဗျာ ရမယ်ဘာများကြည့်စမ်းငါမျက်နှာတစ်ချက်ကြည့်စမ်းလို့ငါအဲ့ကောင်ကြည်ပြူနေတဲ့ရုပ်ပေါက်နေလားဟဲ့ ကျွန်တော်သဘောပေါက်ကိုကြီးဘာဖြစ်ချင်လဲဆိုတာကိုကျွန်တော်သိပါတယ်ကိုကြီးဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်ဗျာ ဟေးငါလိုချင်တယ်အဲ့ဒါ မင်းတော့ငါတို့နေထဲမှာလုံးလာရောက်နေတယ်ဘာလာပြလာရောက်ကြာ ရှင့်ကျမအတန်တန်ပြောတယ်ဒီနှလုံးရောင်းတဲ့အလုပ်တွေမလုပ်ပါနဲ့တော့ဆိုအခုလည်းဖြစ်ပြီနောက်ဆိုဒီထက်ပြဿနာတွေကပိုကြီးတော့မှာ ဟဲ့သူတို့လည်းနှလုံးရောင်းစားတာပဲငါလည်းနှလုံးရောင်းစားတာပဲဒါကိုတက်တက်ကိုဒီကောင်တွေငါ့ကိုပြဿနာရှာတာဒီကောင်တွေနဲ့ငါနဲ့တွေ့အောင်ပါဒီကတွေးလို့ကတော့သူသေးကိုသေးပဲ ရှင်ကလေပြောလေကဲလေပဲသူသေးကိုသေးဆိုရင်ရှင်သေးဝိုင်းကျမဘယ်သူအားကိုရမှာလဲတော်ပြီရှင်လည်းလှုပ်ရှင်တာလှုပ်တော့ကျမလည်းကျမမေပြန်တော့မယ် ဝါဟာသွား ခေတုခေတု အေးပြော မင်းကွာတကယ်ကောင်လေးနဲ့မှမင်းသွားပြရတယ်လို့ အေးအခုဘာဖြစ်လို့တော့ မင်းကိုငါ့ဆမငါးနဲ့လို့ကွာ ဟဲ့မေးစကားကြီးကငါလည်းမင်းကိုပတ်ဆက်ပေးငါတာပဲလေ ဟောရှေရှေဝေးပြောမနေနဲ့နော်မင်းပတ်စံကပြန်ရပေးမယ်ဟုတ်ပြီလားမနေ့ကကျရင်မင်းငါ့ရန်နေပြောင်းဖို့သာလှုပ်တော့ကွာ အေးပြောင်းမယ်ဟဲ့ပြောင်းမယ်နော်အတိတ်ပဲမရှိတာကွာပတ်ဆက်ပေးငါနေဘယ်အိမ်တက်နေနေကိုရတယ် တော့ပါတော့နေစရာလည်းမရှိတော့ကျမလည်းကျမမေရင်ကျမပြန်တော့မယ်ရှင်ဒီလောက်တဲ့ဆက်လုပ်မယ်ဆိုရင်ကျမလာမခေါ်နဲ့တော့ အေးသွားကြဟေးသွားကြငါတယောက်တည်းနေရမယ်ကောင်း ဘာတော့ဘာလဲဘာလဲ ဒီငါကြည့်နေမနေ့တည်းရဟေးဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လူတွေကအခုညနေကြီးတော့လေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဘာဖြစ်နေရ နှလုံးရောင်းနေတာဖြစ်မသိဘူးလားဒီမှာနှလုံးရောင်းနေရလေ ဟာဟောငါအိမ်နာပြောင်းလာတဲ့ကောင်ကနှလုံးရောက်တာ ဟုတ်တယ်နှလုံးရောင်းတာမလဲကျမတို့ကတော့ဆင်ရုံပြေးလို့အရင်နေ့ဆိုဟိုဘက်ရောက်ကိုသွားထိုးရတာလေအခုအိမ်သားရောက်လာပြီဆိုတော့ဒီမှာလာထိုးရုံပဲအစင်းနဲ့ပဲ ဒီကောင်ပြောင်းလာတာငါမသိဘူးဒါဆိုဒီကောင်နှလုံးရောက်တဲ့ကောင်ပေါ့ အော်နှလုံးရောင်းတာပါဆိုမှပဲအမနှလုံးရောင်းနေလိုက်ကြည့်ပါလား ငါမနေ့တည်းကတော့တွေ့တယ်လူတွေဝင်လိုက်ထွက်လိုက်နေတာတအားချုပ်နေတာဒါပေမဲ့ကိုယ့်အိမ်နာပြောင်းလာတာဆိုတော့ဒီတော့လေ့လာလိုက်ကောင် သွားလေရတယ်ကျမတို့အစင်ပြေတယ်ဒီမှာလာထိုးလိုက်ရုံပဲအရင်လိုဝေးသွားကြမလို့တော့ ဒါဆိုအခုနှလုံးထိုးလာတာပေါ့ ဒါပေါ့ ငါတင်လိုက်ပြီနော်ညာထိုးလိုက်ခင်ဗျာ ကျေးဇူးပါဗျာ အေးရတယ်နောက်လည်းကြောက်ရှိပဲလာထိုး ဟုတ်ကဲ့ဟုတ်ကဲ့ အေးပြောဘာကိစ္စ ကျွန်တော်ဟိုဘက်အိမ်မှာနေတာ ဟာ ဒီမှာမနေ့တည်းကကြည်နေတာဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လူတွေကဖိုးဖိုးတဲ့နဲ့အခုညနေကြီးတော့လေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုကျွန်တော်စုပြကိုမေးကြည့်တော့ညီလည်းနှလုံးရောက်တာလေ ဟုတ်တယ်လေနှလုံးရောင်းတာလေဘာအခုထိုးမလို့လား ကိုကနှလုံးတွေပါရတခါမှလည်းတိုးလည်းမထိုးဘူးထိုးလည်းမထိုးတက်ဘူးနှလုံးကဘယ်လိုထိုးရလဲ အာဘလို့ထိုးရမှာလဲအခုစိတ်ထဲမှာရှိရခဏအခက်ရနှလုံးကိုကြိုက်တဲ့ခဏထိုးဗျာကံကောင်းနဲ့ပေါက်ပါပဲ ကိုကတော့လက်ဆိုတော့အဲ46အဲ့လိုထိုးလို့ရလား 46ရရင်46ထိုးလဲရတကွက်ပဲလား ဟိုလေ1000ဘူးလောက် ဟာဟိုကလည်း1000မိုးပဲလားရတယ်ဗျ1000မိုးရအဲ့မဲ့အကိုမအားဘူးလား အားတယ်ဆိုတော့ဘာလို့ပြောတာ အ
ဟော46တကွက်ထဲမို့46ကို6လေးဆိုပြီးတော့ပြန်အားထိုးတယ်ကိုက46ထိုးပြီးတော့6လေးထောက်သွားရင်ဘယ်လိုလုပ် အဲ့လိုလည်းရှိသေးတာလား အားရှိတာပေါ့ ဟော46ဟောတော့ဒီနှလုံးပါတာနဲ့ကိုမရဘူးသူက46 6လေးထွက်သွားရင်မရဘူး မရဘူးအားကြောင့်အာပိုကောင်းတယ် ဟောအဲ့တော့အားတယ်လို့ခေါ်တာ ဟုတ်တယ် 46အဲ့ဒါတော့46က1000မို့ ထောင်မို့ 6လေးအဲ့ဒါဆိုအားလိုက်တာပေါ့ အာ အဲ့6ကျလီက1000မို့ ထောင်မို့ အဲ့လိုဆိုငါပေါက်တာပေါ့နော် ဟုတ်တာပေါ့ဒါမဲ့ဒါမေးပြဆိုပြီးမျိုးလက်ခံတာကျွန်တော်ရှိမှအနည်းဆုံး1000မို့မှကျုပ်ကလက်ခံတာ ဟုတ်လား ဟုတ်တယ် အကွာလည်းတစ်ခါမှမထိုးဘူးတော့ โอเคတင်လိုက်မယ်နော်46အာ1000 ဟော မတင်လိုက်ပြီနော် အေးပါပါ โอเค ဟိုတော့46လေးအဲ့နှစ်ခုထွက်ရင်အကိုရမှာနော် ရတယ်ဗျာ46ပဲထိုးတော့6လေးပဲထိုးအကိုပေါက်တယ် ဟုတ်လားအဲ့လို1000မို့ဆိုတော့အကိုဘယ်လောက်ရမှာ ဩ1000မို့ဆိုမှတော့8ဆရတာပေါ့ဗျာ လဲရှင်းပြောတယ်မကွာဘယ်လိုရှစ်စားလဲလို့ ဩ8ဆဆိုတာ8000 1000မို့ပေါက်တာ8000ရတယ် ဟုတ်တယ်8000ရမှာ ကို1000မို့ပဲထိုးတာနော် ဟုတ်တယ် ပေါက်တယ်ဆိုရင်ကိုဘယ်လိုသိရမှာ ဩခမရလဲအဝေးဗျာပေါက်ရင်ခမရကြီးကိုကျုပ်လာပြောပေးမယ် အေးအကိုရဟိုမှာနော်ညီလေး ဟုတ်ပြီကျုပ်တွေ့ဒီအိမ်မလားโอเคချန်စီကိုကြော်တာနဲ့ရောက်တယ် အေးပါငါမင်းတီကိုပြောင်းလာတာကိုငါမသိဘူးလေလူတွေတစ်ခွက်ခွက်ဝင်လိုက်ထွက်လိုက်အဲ့ဒါကိုလာလေ့လာရင်းနဲ့မှ1000မို့ထိုးတာနော်ဟောညီလေးဟိုဇောနာအကိုတွေ့တာမှားသွားတာတွက်လက်ဆိုတော့6လေးဖြစ်ရမှာညီလေးရဲ့အဲ့ဒါကိုပြန်ပြောင်းလို့မရဘူး ဩနှစ်ခုလုံးထိုးတာဗျာဘာပဲထွက်အကိုပေါက်တယ်ကျွန်တော်လာပြောပေးမယ်ဟုတ်ပြီလား နော်လေး6နှစ်ခုလုံးပေါ့နော် နှစ်ခုလုံးဘာပဲထိုးတာပေါက်တယ် ဟုတ်လားအေးဆွမ်းနာက4 6လို့ပြောလိုက်တဲ့ခါကျအမှန်4ရမဟုတ်ဘူးတွက်လက်ဆိုတော့လေ तू က6လေးဖြစ်ရမှာအဲ့ဒါလေးပြောထားနာမှုထိုးတာနော် ဟုတ်ပါပြီစိတ်အေးနဲ့သွား စိတ်ကြမနာကြီး ဩစိတ်ချပါဗျာ အကိုတခါမှထိုးဘူးတာမဟုတ်ဘူး ဘလို့လူမှလည်းမတူထိုးတော်ထောင်မိုးတဲ့နဲ့စကားတော်များတယ်ခမရဗျာအိမ်မှာရှိမယ်ဆိုလို့အိမ်သွားရှာခမရဒီမှာဘာလာလုပ်လဲ မင်းကငါဘာကိစ္စချင် ဩဘာကိစ္စရှာမှာခမရထိုးသွားတဲ့တွက်လက်6လေးအဲ့ဒါပေါက်လို့လာရောတာ ဟေး ဟုတ်တယ် ဟောဒါတော့ငါထိုးရတယ်မင်းတို့လည်းနှလုံးပေါက်တယ်ဟလား ဟုတ်တယ်ပေါက်တယ် ဟာလို့ဘယ်လောက်ရမှာ1000မို့ဘယ်လောက်ရမှာ 8000 ဟုတ်တယ်တော့ငါ2000မို့ထိုးခဲ့တာတော့တသိန်းနဲ့6000ရမှာပေါ့နော် အာခမရ6လေးထွက်တာ6လေးဖို့ပဲရမှာဟော1000မိုးပဲပေါက်တော့ခမရ8000ပဲရမှာပေါ့ဘယ်က3သိန်း6000ရမှာ 8000ရမှာပေါ့ ဟုတ်တယ်8000 ဘယ်လို1000မို့ရေးလိုက်တာ8000ရောက်တော့ဘောတော့လိုက်တာကွာ8000 ဒီမှာ8000ကျုပ်အပြည့်ပဲနော် အေးပါစစ်ကြီးအမကျုပ်ကအပြည့်ရောတာ အေးပါလီယောတော့မနှက်ပံတော့ထိုးလို့ရလား ရမနက်ဖြန်ထိုးလို့ရတယ်မနက်ဖြန်အောင်ဆိုရင်တော့မနက်တစ်ချိန်ညနေတစ်ချိန်ထိုးလို့ရတယ်ဟိုဗျာစနေတင်းကိုရလွှဲရင်ကျန်တဲ့ရက်ကိုဟာလာမနက်တစ်ချိန်ညတစ်ချိန်နှစ်ချိန်ထိုးလို့ရတယ်ဗျာ အော်မင်းတို့နှလုံးကစနေတနင်္ဂနွေရလွှဲရင်ကြံတဲ့ရက်တွေကိုမနှက်တစ်ချိန်ညနေတစ်ချိန်ကိုထိုးလို့ရတယ်ပေါ့ဒါဆိုမနှက်ဘက်တော့ကြိုထိုးလို့ရလား အာကြိုထိုးလို့လည်းရတယ် အေးကြိုထိုးလို့ရတယ်ဆိုတော့မင်းနာမည်ဘာလို့ အာကျုံနာမည်လားကျုံနာမည်ကခေထူး ခဏနေခေတူဆိုတော့နှစ်ခွန်နှစ်ခွန်ဆိုထိုးလို့ရလား ရထိုးလို့ရ အဲ့ဒါဆိုနှစ်ခွန်ထိုးမယ်ရော1000ဘူး 1000လို့ပဲလား အေးလေ 1000ဘူးဆိုတော့တကွက်ထဲလား အဲ့ဒါမှားပါတယ် sorry အ တွက်လက်6လေး46အဲ့တုန်းကလည်းအာထားတာ ဟုတ်တယ်မအားဘူးလားလို့မေးမလို့ အာမလို့အားလိုက်ပါတော့ငါနားလေလား ခင်ဗျားတို့ကနှစ်ခွန်ထိုးပြီးခွန်းနှစ်ထွက်သွားပြီလို့ ရနှစ်ခွန်ကို1000ဘူးခွန်နှစ်ကို1000ဘူး 1000ဘူး အားလိုက်တာ2000ဘူးထိုးလိုက်တယ်နော် ဟုတ်ပါပြီနော်1000မိုးကနေအခုပေါက်တော့တော့ကောက်ကို1000မိုးစီထိုးတော့အာကြိုက်တယ်ဗျာကျွန်တော်အဲ့လိုမျိုးဆိုအရန်ကြိုက်တာ မဟုတ်နဲ့နောက်ပေါက်ရင်ဒီတက်တင်ထိုးတာအောင်ပါအဲ့လို ဟုတ်ပြီဗျာထိုးနော် โอเคဟုတ် ကျေးဇူးတင်တယ် ဟုတ်ကဲ့ပါ ပေါက်ပါစေ ပေးတဲ့သူနဲ့ပြေးပါစေโอเค ကောင်းမယ် အေးပါခရီးငါနှစ်ကိုခွန်နှစ်ကိုအားလိုက်တာနော် ဟုတ်ပါပြီတော့ပေါက်ရင်ခင်ဗျားတို့လာပြောမယ် အေးပါမမျိုးရေးအကျွေးဆက်ရအောင် ကိုမမရပေါက်ပြန်ပြီလား အေးဟုတ်တယ်ဟေးပေါက်လာမင်းနဲ့နှစ်ပတ်ရှိပြီသူပေါက်နေတာပေါက်တာလည်းဟိုလိုသူများလို့တွက်ချက်ပြီးတော့ထိုးတာလည်းမဟုတ် ဘာ ဘူး တွေထိုးတာတော့ သူများတွေ့ကြရလူနာမည်တွေကိုကောက်ထိုးပြီးပေါက်နေတာနှစ်ပတ်ရှိနေပြီဟိုတနေ့ကလည်းသူခမည်းနဲ့တွေ့ပြီးတော့အိမ်ဆန်ဝါမှာဗာလဲစုမြတ်ဆိုပြီးတော့ခမည်းနာမည်လာပြီးတော့ထိုးရတာဗာ3 5ထိုးပေါက်သွားပြန်ပြီအခုလဲပေါက်တယ်ကျုပ်သူတိတ်ပြီးတော့အထိုးမခံချင်တော့ခဏပေါက်နေလို့ ဟောတော့အဲ့ဆို तू ကတပတ်ထဲဟိုမှာ5 6ခါလောက်ပေါက်နေတာဗော ဟုတ်တယ်5 6ကတော့နှစ်ပတ်လောက်ကိုပေါက်နေတာ ဟောတော့ကဲခမည်းအခုဘာထိုးမှလဲ နေစမ်းပါဦးကျမလည်းသူ့လိုပဲနာမည်လေးကောက်ထုတ်လိုက်မယ်တွက်လက်ရှင်
ဘာဖြစ် ဟာပြပါကွာဒီမှာမမျိုးကဈေးသွားဝယ်ခြင်းလို့တဲ့သူ့ဆိုင်ဘူးမှမရှိဘူးဆိုတော့အဲ့ဒါဆိုင်ဆောင်ရင်းနဲ့ဈေးရောက်ပေးနေ ဘာမှမဖြစ်ဘူးသားဆိုရဲရှင်ရုပ်ကြီးကလည်းမှားရီတွေလို့နေစမ်းမအောင်ရှင်ကိုကျမပြောအောင်ရှင်တော်တော်ကုန်နေတယ်ဆို ဟုတ်တယ်ငါရင်တော့ဆိုသူများနာမည်တွေကောက်ထိုးတာပေါက်တယ်လားမမေးနဲ့သူကလည်းရက်ွက်တွေကသူများနာမည်တွေကိုလိုက်ကောက်အောင်လဲကောက်စရာလူလည်းမရှိတော့ဘူးအဲ့နဲ့ဟဲလိုင်းပေါ်မှာရွှေခမောက်ဆိုလားတန်ခမောက်ဆိုလားဘာလဲမသိအဲ့မှာနှလုံးတွေပြီးတော့အေးအဲ့ဒါတွေကိုငါသွားထိုးတာဟေးကုန်တာတောက်လျှောက်ကုန်တာအခုဆိုအိမ်မှာရောင်းစရာဘာမှမရှိတော့ ရှင်အဲ့လိုဖြစ်သွားပြီ ဟုတ်တယ်လက်ထဲမှာဂိုင်းတဲ့ဖုန်းတော့မရှိတော့လို့ဟေးရောင်းပြီးထိုးလိုက်တာကုန်ရော ဟိုတော့လည်းရေးနည်းနည်းပါးပါလည်းထိန်အောင်နော်တော့ချာအိမ်နေပါလေပါပေါင်ပြီးရောင်းပြီးထိုးမိနေအောင်ပဲ အိမ်ကပေါင်လို့လည်းမရဘူးရောင်းလို့လည်းမရဘူးဘာလို့လဲဆိုတော့ငါတို့ညီကိုမောင်နှမတွေရဲ့အမွေဆိုင်အဲ့ဒီကြရန်စာရွက်တွေမှန်သမျှသူတို့အကုန်လုံးသိမ်းထားတာအခုထိုးစရာမရှိလို့ငုတ်တုတ်ထိုင်းနေ ဒုက္ခပဲရှင်နေဘာလဲ ပတ်စံတွေပဲရှိငါချီးပါ အဲ့တော့ပတ်စံလာချင်းနေတယ်ကျမမှလည်းမရှိဘူးနော်ကျမမဟုတ်မှလှည့်ထားတယ်ရှိနေလို့ပြန်ပြီးပေးတယ်ရှိနေလို့ ငါနင်းစီကချီးပြီးတော့ထိုးမယ်ဆိုတာလဲပတ်စံတွေမြန်နည်းနည်းပွားလာမလားဆိုပြီးတော့ချီးကြည့်တာပါ ကဲတော့ပါပြီနော်မထိုးနဲ့တော့ရှင်လည်းနားလိုက်တော့နော် ငါလည်းအဲ့ဒါစဉ်းစားနေတာငါဒီနှလုံးထိုးလို့တောက်လျှောက်ငါဘဝပြက်လာတော့ပြီငါအဲ့နှလုံးမထိုးတော့ ဟုတ်တယ်မထိုးနဲ့တော့လိမ်မာလိုက်တော့ကျမလည်းသွားတော့ အေးဟောသူမြတ် ဘာလို့ မနေနိုင်ဘူးကွာ ဆက်တက်ခွဲ ဟုတ်ပြီစတဲ့တော့ခွဲသွားနှလုံးကထွက်ချင်ရောက်လာထိုးချင်လိုက်တော့ပြောပတ်စံတက်ထဲမှာတပြားမှမရှိလို့နောက်မှဆိုငါသွားထိုးလိုက်မထိုးပြအောင်လဲစူးစားတယ်ဘလို့မှစူးစားလို့မရဘူးမမျိုးဈေးရောက်မိထားတာပတ်စံ2000ကျော်ရှိတာပဲအသွားထိုးလိုက်ပြီးမှသူ့တောက်ကပေးလိုက်ပြီထိုးလိုက်လို့အချိန်ကြီးရှိတော့နေဒီနှလုံးလူတွေကိုတော်တော်ကောင်းကျိုးမပေးတာငါ့အိမ်မှာလည်းကြောင်းတူးတာဘာလို့ဘာမှမရှိတော့တော်ကောင်းကျိုးမပေးတဲ့နှလုံးဘာကြောင့်ငါထိုးပြရမဒီနှလုံးမထိုးပြအောင်တော့ကြံပါရတခုခုတော့ငါကြံမရမယ် ဒီနေရာမှာဘယ်သူမှနှလုံးမရောင်ရဘူးမင်းကတော်တော်တက်တိရှိနေဟဟလားရအောင်ဒါရအောင်စကန်လိုက်ခဲ့ဒါရအော်ကိုတက်လက်ကျေးဇူးတင်ပါတယ်ဗျာခုတို့တာဝန်တီးပြည်သူတယောက်အနေနဲ့တင်ပေးတာတကယ်ကျေးဇူးများတင်ပါတယ်နော်နောက်နေ့အားရစကန်လာခဲ့ဂုံပြပြပေးပါနော် ကျေးဇူးပါ ဒါတော့မလားရ ဟုတ်ဆရာကျွန်တော်ကိုတိုးလက်နဲ့စကားလေးနည်းနည်းတော့ပြောချင်လို့ရလားဆရာ အေးပြောပါ ဟုတ်လားငါမင်းနဲ့ဘာရက်နှိုးရက်သားရှိလို့မင်းငါနှလုံးရောင်းတာကိုတိုင်လိုက်ရတာလေ အောင်ခုလို့အောင်မပါငါလည်းမတိုင်နေပါဘူးရင်းရှိနေငါနှလုံးထိုးမိပါလေအာနှလုံးထိုးမိပါဆိုလို့ဆိုပြီးတော့ငါဖမ်းခံရတာပါကွာ ဟောမင်းနှလုံးမထိုးဖြစ်ဖို့အရေးကိုငါ့ကိုဖန်ခိုင်းတယ်ဟုတ်လားတတော်စားဘာနှလုံးထိုးမိပါဆိုလို့ပါကွာ